What ma unit တွေဘယ်လိုချိန်ရမလဲ unit ပြောင်းပြီးပြောပြပါမယ်ဒီမှာကျမတို့ပေးတယ်မှာဆိုရင် unit တွေရှိရယ်ဒါဆိုရင်လက်မပြောင်းထားတာပေါ့နော်ဒီလိုမျိုးလက်မပြောင်းထားတာကနေစင်တီမီတာမီလီမီတာပြောင်းခြင်းနဲ့ဒီလိုမျိုးဘယ်လိုပြောင်းရမလဲဆိုတာရှင်းပြပေးပါမယ်ဒါဆိုရင်ဘယ်ကနေသွားရမလဲဆိုတော့ file menu ကိုသွားရပါမယ် file menu ကနေမှကျမတို့ဒီအောက်ဆုံးမှာ option ရှိတယ် option ကိုနှိပ်ပါ option ကိုနှိပ်ပြီးသွားရင်ဒီလိုပေါက်ကျလာတယ်ဆိုရင်ဘယ်ကိုသွားရမှာလဲဆိုတော့ advanced ဆိုတဲ့နေရာကိုသွားပါမယ် advanced တဲပါမှာဒီခေါင်းစဉ်တွေကိုကြည့်မယ်နော်ဒီမှာဆိုရင်ခေါင်းစဉ်လေးတွေကြည့်မယ်ခေါင်းစဉ်လေးတွေမှာ display ဆိုတဲ့ခေါင်းစဉ်အောက်ကိုသွားပါမယ်ဒါဆိုရင် pen display ဒီမှာ display ခေါင်းစဉ် display ခေါင်းစဉ်အောက်မှာဒီမှာ show measurements in unit of ဆိုတဲ့နေရာမှာ inch ဖြစ်နေရမယ်ဒီမှာသူက0 inch ကနေစတယ်ပေါ့ဒီနေရာမှာကိုပြောင်းကျင်တဲ့ဟာတွေပြောင်းလို့ရတယ်မီလီမီတာပြောင်းပါလားစင်တီမီတာပြောင်းပါလားပြောင်းလို့ရတယ်စင်တီမီတာပြောင်းရင်စင်တီမီတာကိုနှိပ်လိုက်ပါပြီးရင်ဘောက်က okay လေးနှိပ်လိုက်ပါဒါဆိုရင်ဒီပေတံပေါ်ကိုကြည့်ပါပေတံပေါ်မှာစင်တီမီတာလေးတွေဖြစ်သွားပါတယ်ပြန်ပြောင်းမယ် inch ပြန်ပြောင်းမယ်ထိုင်ငယ်က option ကိုပဲပြန်သွားပါမယ်ဟုတ်ပြီပြီးသွားပြီဆိုရင်ဒီလိုပေါ်လာပြီဆိုရင် advanced နယ်ကိုသွားပါမယ် advanced နယ်ကနေမှ display ကိုသွားမယ် display မှာကျမတို့ပြောင်းတင်တဲ့ဒီနေရာမှာစင်တီမီတာဖြစ်နေတယ် inch ပြန်ပြောင်းမယ်ပြီးရင်ဘောက်ကို okay ပိတ်လိုက်ပါဒါဆိုရင်ဒီမှာကြည့်လိုက်ပါပြီစင်တီမီတာဖြစ်သွားပါပြီဒီပေတံခေါ်ခြင်းလဲဆိုရင်တော့ view tab ကနေပြီးတော့ ruler မှာအမှန်ကျစ်ချထားမှရပါမယ်ပြန်ပေါ်ခြင်းရင် view tab က ruler မှာအမှန်ကျစ်ပြန်ပြီးတော့ချရပါမယ်အမှန်ကျစ်ပြုတ်နေရင်ပေတံမပေါ်ပါဘူးဒါကတော့ Microsoft မှာ unit တွေဘယ်လိုချိန်လဲဆိုတာရှင်းပြပေးတာဖြစ်ပါတယ်